63ဝင်ပြီးတော့64ဖြစ်လာတော့မောက်မှုပဲရှင်လားမောက်မှုပိုင်ရှင်ဖြစ်တယ်ရှင်ဖြစ်တာဗောနော်မောက်မှုပိုင်ရှင်မမရတခုပြောမယ်အနီချိုပြုံးကတိုက်တယ်ချင်းဆိုခဲ့တာဟုတ်တယ်ချိုပြုံးကအဲ့ဒီမတ်တင်စီရဲ့ပလေးဘက်မှန်သမျှသူဆိုတာလေတချို့ဟာခင်သားနုကိုA1တင်နေလှမ်းနေဆိုတာပေါ့နော်ကျွန်တော်ခင်သားနုကိုရိုက်တဲ့အချိန်ကျတော့ဘာဖြစ်လို့လဲဆိုတော့မမအေးနဲ့ဆိုခိုင်းတယ်ဘာလို့လဲဆိုတချင်းပေါ်မှာစီပြီးတော့စီမျောပြီးတော့လုံးရတဲ့ဟာမျိုးတွေဟိုပေါ့ကျွန်တော်တို့ကတော့ပြောင်းတာဟုတ်ရှိတာထားတော့ဘုံလို့ချယ်ဒီမျိုးထားတယ်ဟုတ်တယ်ကျမလေးဘယ်သူဘယ်ဝါဘာတွေပြောတော့ဘရောပါရင်စေကပြောပြောပြုံးမှုွယ်သူ့ကူလာဖလာကြည့်ကြောင်ရဲ့သူကချစ်ဆိုလားသူကလည်းမြင်လို့သူပါကွယ်ခင်တို့ရွယ်တပြေကဲ့မို့အသက်မငယ်တော့ဘူးရှင်တို့ရဲ့စိတ်အတွင်ပင်လေကူကိုစိတ်မှာပြမြူးရင်လို့ရဲ့ခင်တဘောကိုနာကလောသူကလောကလောပြွယ်ဦးချင်းပွင့်ချင်းခင်အိမ်တောင်ရဲ့ခင်အတွင်းနဲ့ခင်ရွေးခြင်းပါတယ်သူကလည်းအမှုပညာသည်ကိုကလည်းအမှုပညာသည်အသေးချင်းဖလဲပေါင်းစားချစ်ပြီးဝဲအိုးကံကောင်းနေတော့ကံကောင်းပါရဲ့နေပါဦးလေဘယ်နဲ့ဒီမှာမနေတော့ဘူးလားဟုတ်လားအပြင်ပဲသွားမယ်ဒီမှာကိုနှလုံးသားထဲမှာနှုတ်ဆိုတာမရှိတော့ဘူးအဲ့တော့နှုတ်ဒီမှာနေလို့မဖြစ်ဘူးသွားမယ်နှုတ်ဘာပြောရဲဆိုတော့ကိုဘာတစ်ခုမှနားမလဲဘူးနှုတ်ဒီမှာနေရမယ်ဒီငါပဲလို့ဘယ်ခုမှမသွားဘူးပြန်တက်သွားအိုးနှုတ်ဘာပြောရဲဆိုတော့ကိုသိပါတယ်ကိုကအရင်မှုပဲအမှုပါလားနှုတ်ပြောတာကိုသိပြီကိုရဲတော့တော့နှုတ်မကြိုက်ဘူးမလားလို့ဆိုရင်ကိုဘယ်တော့မှအရင်မတော့ဘူးလားသိမှန်းကိုစကားကိုနှုတ်မယုံဘူးကိုအရင်တောက်တဲ့အကြောင်းကကိုတဲနှလုံးထဲမှာရှိတယ်အဲ့ဒီအကြောင်းကိုမပြောင်းမချစ်ကိုတောက်ပါပဲနှုတ်မင်းဘာတွေလျှောက်ပြောနေတာလဲကိုမဟုတ်တန်းတာတွေမပြောနဲ့နော်ဒါပဲပြောမှမင်းကထားပြောတာနှုတ်အားလုံးသိတယ်ကိုလိမ့်မဲတော့မကြမ်းနဲ့နော်ဒီစကားကိုရှေ့ကိုမဆက်ရင်ကောင်းမယ်နှုတ်ဘာဖြစ်လို့ကိုအရန်ဆွဆွဲကြတယ်ကိုမကြားချင်ဘူးကွာဒီမှာကိုဟုတ်တယ်ပြောလို့မကြားချင်ဘူးလားကိုရဲ့ကိုမကြားဘူးပြောစမ်းကိုပြောစမ်းပါကိုမကြားချင်ဘူးလေကိုမကြားချင်ပြောနေတာကိုရဲ့ရင်ထဲမှာတကယ်ဘယ်သူရှိတယ်ဆိုအနုပြောပြမလားကိုပြောပြပါမယ်ကိုအသေးနှလုံးထဲမှာတကယ်ဆွဲပြီးတော့တကယ်ချစ်တဲ့သူကဟောဒီကတိကရဲ့နှမနုပါနုမကြားဘူးနုပါမောင်ရဲ့အမှားတွေကိုမောင်ဝန်ခံကြည့်ပေးပြီမလားမောင်ဟာနှုတ်ရဲ့မူပိုင်ရှင်မဟုတ်ပါဘူးမူပိုင်ရှင်စစ်ပါနှုတ်ယုံမနှုတ်ယုံမကိုရဲ့ယုံမနှုတ်နော်နှုတ်ကမောင်မူပိုင်ရှင်မှာမောင်မူယူပြီးတော့ခါလိုက်ခင်သားနှုတ်ကချစ်တဲ့ဆရာစမ်းကျဲဘဝလက်ဆောင်ဥရွှေတုံးကလည်းလာရိုက်ပေးတာကိုညုံဝင်းနဲ့များတယ်လေချစ်တဲ့ဆရာလည်းကိုညုံဝင်းဒီမှာဆရာလေးပြောဘဝလက်ဆောင်ကိုညုံဝင်းကိုလိုကြီးနေဝင်းနဲ့ဒီလိုရတော့ခဲလာလေးဒီမှာမောင်မူဖြစ်ပါလေဟုတ်ပြီနှုတ်ကိုဒီလာတဲ့ဥစ္စာဟုတ်လို့ဂုဏ်ပြုပဲဥစ္စာအိုးကိုမျက်နှာကလည်းဘာလို့ရှောက်ပြောနေတာလဲကိုမျက်နှာကိုနှုတ်ကလေအရက်သမားလို့မထင်ပါဘူးနှုတ်နဲ့တွေ့ပြီးတယ်ဟာကိုနေဘူးထိုင်ဘူးနေတာတစ်ခွက်မှကြည့်လို့ရမရှိပါဘူးဒီမှာကိုမျက်နှာနှုတ်အနေနဲ့လူတယောက်ကိုပြင်မနေရရင်လည်းအဆုံးနဲ့ပြုံးမရှိပါဘူးကိုမျက်နှာရဲ့တောက်တာမှလည်းနှုတ်ကြည့်တယ်ဒါပေမဲ့ကိုမျက်နှာမှာအကြောင်းတစ်ခုရှိနေလို့လည်းမရှိဘူးအဲ့ဒီအကြောင်းနဲ့ပတ်သက်လို့တောင်းဆက်ကိုတောင်းလို့မသိဘူးကိုမျက်နှာရဲ့တောက်တာမှလည်းဒါပေမဲ့နှုတ်နဲ့ဆက်ဆံရတဲ့နေရာတော့ကိုမျက်နှာကထောက်မှကြည့်ပြီးတယ်ရိုးသားသင်ရှားဆုံးဟာကိုဆက်ရမယ်ကိုတိုးဆိုးအဲ့ဒီနောက်မှာကုတိုးဆိုးရိုက်တယ်ဟုတ်တယ်ကိုရဲတိုးရဲဆူဆူရဲဟောမလေးဘာလဲဗျာတော့ကားမော်ကနေ
တော်လျှော်တဲ့လူကောင်းပါလေးပါဟမ်သူကဦးကြောင်ညောင်းနဲ့မှတ်မိတာပါပြောမယ်တစ်ပင်ကွာကြလောက်လေးကွာနဲ့ခင်သားလို့မှတ်မိတာဟုတ်လားဟဲ့လားပြောပြဆုံးပုံလေးတွေမှာဟိုဟာဦးကျန်နေရလဲရှိသေးတယ်တော့ဘာပဲမဟုတ်ဘူးမင်းတို့ကမင်းလေးပဲဟာဆိုတာလေအခုကဆရာကြီးတွေကဖြည့်ရမယ့်နေရာမှာတကယ်လုံနိုင်တဲ့အိုက်တာကိုထည့်တာကျွန်တော်ကလေဘယ်သူမှကြောက်တဲ့ကောင်လေးမဟုတ်ဘူးကွာဟုတ်လားမကြောက်ပြီမဲ့ဒီလိုရှိတယ်ကွာလို့လေပါပြောရကောင်းမလားမပြောဘဲနေရကောင်းမလားမပြောနဲ့ပါမပြောနဲ့အေးပါမပြောပါဘူးပြောပါဘူးဒါမဲ့ယောက်ျားပဲကွာမပြောနဲ့ဆိုပါမပြောမိမပဲမိမနဲ့ယောက်ျားမတူတာအများကြီးရှိတာအများကြီးဦးတင်မောင်တို့ရဲ့ထုံးတန်းစင်လာရဇက်ကိုတော့ပိုင်အောင်တိုင်တယ်နော်အဲ့မိမဲဒီဇက်ဆောင်တယောက်ကိုပထမပိုင်းအချိန်ကိုလုံနိုင်တဲ့လောက်လှုပ်ဆန်းဆိုပြီးတော့လွတ်ပေးထားတာလွတ်ပေးထားပြီးတော့မှမိမအိုက်တင်ကြတော့မှပိုင်ဝတ်တဲ့အချိန်ကိုသိချကြည့်လိုက်ပါကျွန်တော်ပြတာစားတာဟုတ်ရဲ့လားတဲ့ကြည့်ပါဦးပြောတော့ကြည့်နေဟာဗျာဟဲ့ကျွန်တော်ရှိတယ်ရမယ်ရောကင်တန်တို့ကအရင်ဆုံးလဲအကိုနဲ့ပွဲဦးထွဲရတဲ့အကယ်ဒမီရတော့လဲ2ယောက်သားဆရာဦးတင်မောင်နဲ့ဂုံယူတာဟုတ်တယ်ကိုကအတုလုပ်တဲ့လူလေအတုဟန်ကိုနားလေရမှာဝတ္တမြေမေမုံရွှေခိုင်မာလာနေသည်ကျင်းငါသာတင်ကြီးမြိုင်ကြီးမှတွင်ထုံဝေစီတင်ညနာငါပွေလွင်သည်ဝင်းဖမထွေနေမည်ပေါင်းဝင်မုံရွှေခုခွင့်ငုံဝေရွှေနေသည်ချူခြင်းသူတွေများလာပေသည်ချစ်သူတွေဝိုင်းကားပတ်လီမောင်ရဲ့မုံရွှေဝင်လွာတွေတကယ်မညှိုးထားပြားထိနေခဲ့တာပါလားမုံရွှေ68ကျော်လောက်မှာအပေါင်းလက္ခဏာဥပ္ပဝူကြီးတို့ကဥဝင်းကိုမုံကြီးရိုက်ဖို့ခိုင်းတယ်ဇတ်စင်နောက်ကဇလန်တပုတ်တော့မကြခင်မွေးဖွားလာလိမ့်မယ်ခင်ဗျာပြူတော်ကြီးခမ ्या ကိုကျုပ်ပြောနေတာကြားလိုက်အရက်ဆိုတာရေနဲ့ပဲရောရတယ်ဗျအလုံနဲ့မရောရဘူးပြီးတော့လေကျုပ်တို့အလုတ်ကသူများအလုတ်နဲ့မတူဘူးဗျလူတကာကိုငိုအောင်ရီအောင်လုပ်ဖို့ဟာကို့မှာလူစိတ်ရှိမှဖြစ်တယ်အရက်တော့ရင်လူစိတ်တောက်တယ်နားလည်လားခမ ्या ကိုကျုပ်မသုံးညင်တော့ဘူးဗျနားလည်လားသတ္တမဇာတဲကထွက်သွားရင်အသက်သေးတာနဲ့မချားပါဘူးဗျာချစ်ပန်းရနာလေးကျူကျူအေးတူတူမွေးကျင်တာမြစ်တာတေးသံသာသာကြားခြင်းရတဲ့မောင်မဲနှပြနာစင်သားမကွဲဆောင်လဲမောင်တူနဲ့တူကြည်နူးမြူကြစွာချစ်ရည်ရွှန်းနဲ့မြဝန်းလက်ပြပြချစ်ရည်ရွှန်းနဲ့မြဝန်းလက်ပြပြတိတ်တခိုးကြီးကပီတိအဟုန်လွှမ်းခြုံခဲ့ရရှာတထိတ်ထိတ်ရင်ခုန်လာမလုံမလဲမယုံရဲ့ကျုံမြဲဓမ္မတာသဲပွင့်လှုပ်ရှား
အလုံးများသည်မာရဲ့သဘောစကြောဝေပါမငင်းသာအိုးချစ်ချင်းမြတ်တာသင်အတွက်နေရကိုအသေးမှာထီကဘာရေကဘာကြည်စားသလိုများပြူမသွားသင်မှာကိုနှလုံးသားဝဲညီတွေ့ပါလျင်အစဉ်ခိုင်မှာအေးချမ်းချမ်းစိတ်ဆန်းရေပမာသွန်ပြပါစေကြောင်းဆုတောင်းရခါကတာရီလည်းမပြရေးလက်ဆောင်တွေလည်းထပ်တလဲလဲပေးဆိုတဲ့နောက်တော့ညနာမောင်လေးမျက်စာပြစ်နေတာတော့ကြာပြီပေါ့ကွေမုံကတော့အခုရဲ့တငယ်ချင်းအခုနဲ့ရင်းနှီးပြီးသားမို့ညရမှာခက်နေတယ်လို့တွက်ပြီးသားပါကိုမုံကိုချစ်လို့လားချစ်နေလို့လားဘာဖြစ်လို့ပြန်မေးနေလဲရဲအောင်နဲ့မခင်မုံနဲ့ရှင်းလားမရှင်းလားဆိုတာသိချင်တယ်မုံရွှေကြီးခိုင်မာလာနင်းစီကြိုင်ငါသာတင်းချီမြိုင်ဟေမှာတွင်းထုံဝေစီသင်ရနာငါမွေလွင်သည်ဝင်းဖမ်းမှန်ထွေခြင်းပြီးခင်သန်တန်ပန်းဝဲမုံရွှေကြီးပွင့်ငွေရွှေနင်းစီထူခြင်းသူတွေများလာပေသည်ချစ်သူတွေဝိုင်းငါပတ်လီမောင်ရဲ့မုံရွှေကြီးဝင်းလွာတွေတကယ်မညှိုးနှွမ်းစရာထိမ့်သိမ်းခဲ့တာပါလားမုံရွှေကြီးမုံရွှေကြီးပါလာကိုနမ်းမွားတော့သည်မြင်သူအသေးနဲ့အောင်ဆွဲချစ်ကြပြီပြည်သူအသေးဆွဲမွေတွေညီလူမခွဲပဲဝသုံးရမီမြစ်တာရေမသွေးသောဖြိုးလို့ရွှေမိုးငွေမိုးရွာမီဦးဝင်းဦးကငကိုတဲကသူ့တငယ်ချင်းဖြစ်တဲ့ဝူကြီးရဲအောင်အထင်လွဲတယ်အဲ့ဒီတင်လွဲလာကလေးတွေရတဲ့အထိမြဲသွားတဲ့ခါကျတော့ကွဲတယ်လို့ဖြစ်သွားတယ်来他们，有人呢，没俺家苗苗挖的那把你的人，跳，来了，来他们，当了，你我不管放没丢，啊，你这边打地边来了，打地边了，你，跳，哦，有人这老老，俺家是嘛，我当我把我们追着人家查到在哪里？ဘာမှမသိနာမဲ့တဲ့ကလေးပေါ်မှာလောက်တော့ညှို့ချင်းရမလို့ပါဘူး။ဝေးနဲ့ကလေးမရိုက်ခဲနဲ့သုံးမတဲ့နဲ့ဆိုရင်ကျုပ်ကတော့ရိုက်ချင်ရိုက်မှာ။ပြီးတော့ဒီကလေးကလည်းကိုမြင့်သူကလည်းစကားလုံးတရားပါဘာတွေပြောမလို့လဲ။ပြောမိပြီးမှနားမရမယ့်စကားတွေကမကောင်းပါဘူး။ပြောပါစေမမဆိုရင်ပြောစမ်းပါစေ။တအုံနွေးဖြစ်နေရမယ်ဆိုသူတင်ကိုတင်ပြောကြတာကောင်းပါလေ။ကျုပ်ကတစ်ဖက်စောင်းနဲ့ပြောနေတယ်လို့ဆိုလိုတာ။ကျုပ်ကလေးမဟုတ်မှတစ်စလုံးသိတယ်။အကောင်မကိုဒီလောက်တော့ဘာဖြစ်လို့ထင်ပေးရတာလဲ။လောက်တော့အယူအဆလွဲနေမှာရှစ်ချက်ဘလို့လုပ်ပြီးလက်တွဲကြမှာလေကြပြောသမောင်းဘာပြောမလဲဘာပြောမလဲဘာပြောမလဲရှစ်ချက်လက်တွဲဖို့ဘလို့လုပ်မလဲဟုတ်လားလက်မတွဲရင်ပိုတော်ကောင်းသေးတယ်ဒီကလည်းလှဲကြိုးရန်ဘွားကိုညှင်းငွေနေတာကြားပြီနောက်ဆုံးကြတော့မှဟိုကတငယ်ချင်းလင်မယားမဟုတ်ဘဲနဲ့ရောက်လာတဲ့ခါကျတော့ငါတို့ကတကယ်လင်မယားမဟုတ်ပါဘူးမင်းစိတ်လေအောင်လို့လေးတာပါဆိုပြီးအဲ့ဒါလေးနဲ့အဲ့ခါကျတော့ကိုဝင်းဦးကအရက်သမားဘွားနဲ့တော်တော်လေးကျမ်းမာရေးချိုးတဲ့နေတဲ့အတွက်သူ့သားကသူ့စားတီးတယ်သူ့သမီးကသူ့အမေစားကပေးတယ်သူ့သားမဟုတ်ဘူးလို့ထင်တဲ့အတွက်ဒီကလေးကိုနှိမ့်ဆက်တာမသိနေဘူးဟုတ်တယ်အဲ့ဒါလည်းအခရာကြတယ်လေမုန်းထွေမဲ့ဆက်ပြုံးလေးနဲ့ရေဆွဲရှဲနောက်နေ့ခါတည်းရန်လဲစောင်းလို့ဒါနဲ့သူပြသမီးငိမ့်ကမနော်သမီးကလာလာလိုက်ဦးဖပါကြီးဟေးသမီးငိမ့်ကသူကြလောက်မဲ့မဲ့ဆိုလောက်ပေးပါပေါ့ကွာဟေးဦးကလည်းသမီးတို့ဒီပြက်ဒီအများကြီးငားပေးဦးမယ်ဘာလုပ်လဲဘာလုပ်လဲသမီးငိမ့်မင်းသမီးလုပ်မယ်လေဘာလုပ်လဲအငိမ့်မင်းသမီးလုပ်မယ်လေဟေးဘယ်နဲ့လုပ်လိုက်တာလဲကွာကိုသားသမီးကိုကိုရိုက်တာကိုနှလုံးသားကိုတူနဲ့ထူလာနဲ့အတူတူပဲကျွန်တော်သမီးလေးအိုင်ဒီမှာစေခြင်းနဲ့စမ်းစင်စင်ခြင်းနဲ့စင်ကျဲစေခြင်းနဲ့မရှိခိုင်မာလာနေစီမရှိခိုင်မာလာနေစီမြင့်သူနဲ့
န်ရုံးစဉ်ပြတ်ပြီဆိုရင် ကိုမြင့်နေမြတ်တန်ရုံးစဉ်ပြတ်ပြီတယ်လား အကိုနှလုံးမအဲစေပါနဲ့မပြတ်စေပါနဲ့အကိုပြုံးနိုင်ပါစေဒါကြောင့်ကိုရှိမှတောင်းတာပါတဲ့မပါတယ်လို့နဲ့တင်လိုက်တော့လေတက်လွေသားပဲကိုရအောင်ရင်ချက်မအယိုးလူမအမျိုးဆိုတဲ့စကားဟာအလကားဖြစ်ပေါ်လာတာမှမဟုတ်ဘူးမှုရဲ့ မင်းလက်ဆွဲမင်းအမြဲတီးနေတဲ့ပါတလာလက်ခတ်ကလေးကိုဦးနာမည်ထိုးပေးလိုက်တယ်မင်းရဲ့ဗာမျိုးဘိုးတူဂီတလမ်းစဉ်တကားကြီးကိုအဲ့ဒါနဲ့ရိုက်ဖွင့်သွားပြီတော့ဟုတ်လား မင်းနာမည်ဘယ်သူလဲကွာမင်းအဖေနဲ့မေအောင် အစားတော့ကျွန်တော်လိန်ပြောမလို့ပါဦးရေဒါပေမဲ့ဦးကိုတွေ့တော့ကျွန်တော်မလိန်ညင်တော့ပါဘူးခင်ဗျာ ဟေးဘောကွာအမှန်တရားဆိုတာငဲငယ်လေးကပြောရမှာဘောကွာကဲပြောသားမင်းအဖေနဲ့မေဘယ်သူလဲဆိုတော့ ကျွန်တော်နာမည်ကတော့မောင်မြတ်သူတဲ့ကျွန်တော်ဖဖေကတော့ဦးပါပဲခင်ဗျာကျွန်တော်မမေကတော့မှုံရွှေအကကလာတဲ့ဒေါခင်မုံပါပဲ ဒီကလေးကိုကျွန်တော်ဘာမှသင်မပေးနိုင်ဘူး မင်းဘယ်နဲ့ပြောလိုက်တာလဲကွာမင်းဘာအတိတ်ဘယ်နဲ့ပြောရဲဆိုတော့ငါသိတယ်မင်းသူမင်းဒီစကားကိုမပြောအပ်ဘူးဘယ်နဲ့လဲကွာအပြစ်မရှိတဲ့ကလေးပေါ်မှာမင်းရန်ညှို့ထားတာလားကွာ ကျွန်တော်ကလေးမဟုတ်ပဲဗျ ဟမ်မင်းကလေးမို့ကသဘောအရင်ကမင်းသားအနေနဲ့မင်းသင်မပေးနိုင်ဘူးလား ကျွန်တော်သားအနေနဲ့ဆိုလို့ရှိရင်လက်မခံနိုင်ဘူးသင်လည်းမပေးနိုင်ဘူးဗျာ ကဲဒါဖြင့်ငါမွေးစားတယ်ကွာငါသားအနေနဲ့မင်းသင်ပေးရမယ်ဘယ်နဲ့လဲ တင်ညာလှတဲ့ကလေးတင်ဆန်းဆိုပြီးဖိတင်လေးလေးအားလေးဆွဲကြီးနဲ့ကြိုးစားလေးပါပဲခုတော့တော်တော်တတ်နေပြီပေါ့မုံရွှေဇကားကသူကတခြားမှာအဲ့ဒါအလုပ်တွေရှိနေတော့မပြီးဘူးမပြီးတော့ကုမ္ပဏီပွဲဥတွေရိုက်ရအောင်ဆိုတော့ရုပ်ရှင်ယူမလေးဆိုတဲ့ကားကိုရိုက်ပါလားဆိုတော့ကိုစိန်မင်းရိုက်ပါလားဆိုတော့မင်းသားစိန်မင်းထဲတယ်ရုပ်ရှင်ယူမလေးမနေ့ဆိုတော့နဲ့တွက်စီလောက်ကြလေကင်သားတို့ကမင်းသမီးပေါ့ကျွန်တော်လည်းမိန်းမပဲပါတယ်လေကျွန်တော်လူရှိတယ်ပေါ့နော်မဆိုးကားဒရိုင်ဘာဝိတ်ပြဂုတိကြံနေတယ်အများကြီးကားဒရိုင်ဘာဆိုပြီးပါတာပေါ့နော်မလေးမိဘသဘောမတူတဲ့လို့ဆိုကျမဘယ်တော့မှမလုပ်ဘူးလိမ်မာလိုက်တာဗျာတင်မဆိုးနဲ့နော်ရုပ်ရှင်တော်ဝင်တဲ့ရေချက်ကိုသိပြရတယ်ဘာရွယ်ချက်မှမရှိဘူးကျမဝါသနာပါလာပဲကျွန်တော်လည်းအစတည်းထင်သားပဲဗျာမေးမဲ့တာမေးနေရဟမ်ကျမချိန်မှာတိတ်ထိုင်းနေရှင်းရရှင်းအမေးဖြေစောလည်းမထည့်ရေးလိုက်ရင်ပေါ့ဒါရရှင်တို့လုံနေကြလုပ်ပဲမို့လားလမ်းကျုပ်ကမြဟန်ထုတ်ချင်ရတယ်တဲ့လုတ်ကြံတယ်ဆိုတာကဟုတ်မှန်တဲ့အပေါ်မှာအခြေခံမှလူတို့ချက်ရလို့ရတာပေါ့ဗျာသိမရှိပါနဲ့ဗျာခင်ဗျားရဲ့အမှန်တရားလေးကိုတော့နောက်တော့သိပြရတယ်အမှန်တရားဆိုတာကလည်းခင်ဗျားရဲ့မိဘမျိုးဆိုတာမျိုးပေါ့ဗျာဥပမာခင်ဗျားရဲ့မိဘခင်ဗျားအမေယောက်ျားခင်ဗျားအဖေနာမည်ကြီးဘယ်လိုများခေါ်ပါလဲဦးတန်တိုင်ဦးတန်တိုင်ဟမ်ကျမဖေနာမည်ရေးစားဖြစ်နေလို့လားရှင်အော်မဟုတ်ပါဘူးတန်တိုင်ဆိုပြီးတော့
ပိန်ညက်ညက်ကလေးများဖြစ်နေဘလောက်များကြီးစရာကောင်းလဲလို့တွေးပြီးကြည့်နေတာပါဗျာဒါထားလိုက်ပါတော့ဗျာဥတန်တိုင်းဆိုတဲ့မခင်ကျင်းမွေအဖေကိုမြင်ဘူးလားဟာလားကိုဖေကိုသိရလားရှင်းကိုရှင်းပြပေးကြည့်သားမအောင်ကျွန်တော်အဖေကိုကျွန်တော်မြင်ဘူးတယ်လေမခင်ကျင်းမွေကမခင်ကျင်းမွေအဖေကိုမြင်ဘူးသလားလို့မေးနေတာမမြင်ဘူးဆိုရင်ရှင်းအယုတ်ရေးပြလို့လားအယုတ်ရေးမပြပဲကိုတင်ပြတယ်လေပြမှာဟင်ကိုထင်ပြအောင်ကျမဖေကိုသိပြီလို့ဆိုရတာပေါ့လေအဲ့ဒီဥတန်တိုင်းဆိုတဲ့လူကတည်သွားရင်လည်းကောင်းတာပဲရှင်းတယ်တော့ပါလားခုအိမ်ကထပ်သွားလိုက်ပါသွားပါဩကိုဖေကိုထိတော့မချစ်အောင်နာတကိုဥတန်တိုင်းဆိုတဲ့လူကိုအများမြင်ဘူးရလားဒီအဖေကိုမရမချင်းတော့ကျုပ်ဒီအိမ်ကဘဲမှမသွားနိုင်ဘူးဟမ်ရှင်းတယ်တိပါလားချင်းနေရတယ်ချင်းနေရဆိုတော့လေဒီနေရတာကိုရှင်ကျမဒေါသကြီးသွားပါတယ်ဝင်းနေပါလေရှင်ဝင်းနေပါလေကျွန်တော်လည်းဝင်းနေပါတယ်ဒီမှာငွေတစ်ထောင်အိတ်ကပေါ့နေဟာတောင်းသုံးလေးကိုလည်းယူတော့ဘယ်လိုကောင်မလေးကအိတ်ကြီးပဲကြီးလို့ရှင်လည်းမြို့နေတော့အထင်ကြီးတော့ပေါ့ရောက်သွားမယ်ကောင်ဆရာဟိုကောင်မလေးကကျွန်တော်ခေါ်လို့လိုက်လာလို့ရှိရင်ကျွန်တော်သဘောတော့ဆရာဟေးဒီလိုလည်းမဟုတ်သေးဘူးလေပထမဆုံးငါသိချင်တာကောင်မလေးရဲ့စိတ်နေသဘောထားပဲပြီးတော့ तू လိုက်လာမလာလဲငါကြည့်ချင်တယ်လိုက်လို့ရှိရင်လည်းတမျိုးကြည့်စီရင်ကြတာပေါ့ကွာတော်မင်းအောက်ကစောင့်နေငါလာခဲ့မယ်ရုပ်ရှင်ယူမလေးကတော့ဘာအမှတ်တရပြောအောင်လဲဆိုတော့ပနာမသချင်းပေါ့ဟုတ်တယ်ပနာမသချင်းကဆရာရွှေပြည်ပေါ့တော့မမရေးဆိုခဲ့တယ်တီးတဲ့ဟာကတော့အဲ့ဒီ access ဒီခေတ်မှာတိတ်မကြားရပါဘူးနော်အဲ့ဒီဟာတီးခဲ့တာအဲ့ဒီမှာကပနာမသချင်းရင်ခင်သားတို့အသေးခိုင်းတာလေအဲ့ဒီမှာအဲ့တော့ကျွန်တော်ကခင်သားနူးနဲ့ကတော်တော်လေးကိုလူမိပါတယ်သူ့ရဲ့မိခင်ကဒေါ်ဝါနုအဖေကဦးအောင်တန်းအဲ့ဒါကျွန်တော်ကအိမ်မှာနောက်သူဓာတ်ပုံရိုက်တာဦးဝင်းဖေလားဦးဝင်းဖေဦးဝင်းဖေဆိုတော့ရင်းနှီးနေတော့ကျွန်တော်အတင်းပဲအခုမနေ့ပြန်အားကစားရိုက်မယ်7ကျင်းရမယ်ဘောင်းမီတို့ချိုးအောင်လာနဲ့လေမလေးအဲ့မှာလောက်တာမနေ့ကိုကျွန်တော်ဘာလုပ်လဲသူ့ကိုမင်းစည်းတင်တယ်တွားကျင်တယ်အဲ့နောက်မှာကိုကျုပ်ရော်ဆိုတော့နေရာမှာဟုတ်တယ်နော်နေကင်းကိုမုံရွှေပြည့်ရုပ်ရှင်ယူပါလေပြည့်ရိုက်တယ်ညနေကြတဲ့ခါကျတော့ကျွန်တော်သူ့စီတွားပြီးတော့တိုင်းရနဲ့ပြင်အဲ့တော့အဲ့ဒီအားကစားတွေရုပ်ရှင်ယူပါလေးမှလည်းပြန်တွေ့နိုင်ပါမယ်ကျွန်တော်ဆိုလိုချင်တော့မင်းသားမင်းသမီးယူတဲ့လူတွေအစုံသားလေတက်အောင်ပါတယ်ဟောတက်ဒီလဲလိုသေးတယ်ဆရာကင်မရာအန်ဂယ်ကမြင်းစီဆိုမြင်းဟိုတရာရိုက်တယ်မြင်းပေါ်ကြရတယ်ဖြစ်ဒီလိုဒေါက်ကင်နာဒန်နေရှိတယ်ဆရာကိုဝင်းကလည်းဇာညွှန်းရေးပေးတဲ့ပြင်မင်းသားဧည့်သည်တော်ဖြစ်ပါခဲ့ပါပဲနော်စိတ်မြင့်ပြင်ကိုအောင်မြင်တဲ့ကားတကားပြောလဲပြောကြလဲကောင်းပါလားခင်ကြီးမှုဦးတန်တဲ့ရဲ့သမီးခင်ကြီးမှုတိုးရီခြုံထားတဲ့ဝန်ပလီမာလေးခင်ကြီးမှုမင်းရဲ့အကြောင်းကတော့ဒီတခါဘူးပေါ်သူပေါ်တော့ပေါ်ပါစားတော့ရိုးရိုးနောက်တော့တမျိုးတိုးလို့ချစ်ပြန်ဆိုပေးဆိုတဲ့တချင်းတွေရလို့ညော်လေးစားမသိညမှတ်သလားလာပါရှင်လွတ်ခင်လဲကွာရှင်မလုံးလုံးကျမလောကမှာအယုံဆုံးအမုန်းဆုံးမကြိုက်ဆုံးလို့လင်းပြောတာပဲရှင်ဘာဖြစ်လို့ကျမကိုလာပြီးလိမ့်နေရပဲဆိုတော့စဉ်းစားလို့မရဘူးမကင်ချင်းမို့ရဲ့အဖေနာမည်ကဘာတူလဲမလိမ့်နဲ့မညာနဲ့ကျုပ်ဒီမိပြီဒီရက်ထဲမှာဘယ်သူကိုပဲမေးမေးရှေးဟောင်းပကြီးပပူအနုစိတ်ဆရာကြီးလက်သမားဆရာကြီးဥတန်နိုင်ဆိုအကုန်လုံးသိတယ်သိပါပြီဗျာသိပါပြီသောတော့ပြောမခင်ချင်းမို့ရှင်ရဲ့သိစိတ်ကရှင်ရဲ့မသိစိတ်ကိုမသိစိတ်ကမသိသေးတော့ဘူးအသိစိတ်ကသိအောင်အသိတရားပြလိုက်လို့သိပါပြီလေအခုတော့သိပါပြီနာမည်သူဖေခွဲကိုမေးလဲခွဲပါတယ်မတူပါဘူးကိုမတို့လူလိမ့်လို့ပြောမိကြအောင်လေကျွန်တော်ဝင်းနေပါလေကျွန်တော်ဝင်းတာလို့လည်းမပြီးတော့ခင်ဗျဟိုခါထားတာမရောက်သေးဘူးဒီလိုညာမျိုးစိုးထိတ်ထိတ်ရင်ခုန်စွာတို့တို့တိတ်တိတ်ဆုံးကြစဉ်မှာလာရောင်ရဲ့ရှမ်းရွှန်ပြေချက်သွေးလှလှတုံကြီးကနှစ်ယောက်အတူအထောက်အကူမပြည့်လားလိုက်မိုးကြသည့်တညတာပြောင်းလဲရည်စုယူမတကုန်မှာအော်ချစ်တတ်သောနှလုံး
မိုက်သာအန္တဒရဝငိုရှာရစေအသက်မတန်ရအော်ကိုဝင်းဟောတာကျွန်တော်တို့ရုပ်ရှင်မင်းသမီးတွေကလေးခင်ချင်းမုံလေကလားရုပ်ရှင်နဲ့ပတ်သက်လို့ပလေးဘက်တချင်းဆိုကန်းကိုကြည့်ရင်လှပါတယ်ဆိုတော့လေကိုဝင်းရှိမဲ့နေရာကိုစုံစမ်းပြီးခေါ်လာခဲ့တာကဲခင်ချင်းမုံတွေ့ရပြီမဟုတ်လားဟုတ်ကဲ့တွေ့ရတာဝင်းတာပါတယ်ရှင်ကျွန်တော်လည်းတွေ့ရတာဝင်းတာပါတယ်ခင်ဗျာကျွန်တော်တို့ရုပ်ရှင်ထဲမှာလူသစ်တယောက်တိုးလာတယ်ဆိုရင်ပဲတအားလို့ယူဆရမှာဆိုတော့ကျွန်တော်အနေနဲ့ကတော့အများအားကြိုးဆိုလက်ပါပဲကြိုးစားပါဗျာကြိုးစားတာတော့စောင်းကုန်ပါပဲဗျာခင်ဗျားတို့လိုမင်းသားနဲ့တနေ့တွေ့ရအောင်မှဆိုတော့ရဲဝင်းဖြစ်အောင်အခုတည်းကလာပြီးမိတ်ဆက်ပေးထားတာပါရုပ်ရှင်တွေအကျဉ်းကလေးပါဗျာတနေ့မစုံတနေ့ကြုံအောင်မှာပေါ့အဲ့ဒီချိန်ကျတော့မရဲပဲလဲမနေလို့မဖြစ်ပါဘူးဗျာရဲရမှာပါအခုသာဒီလိုကကျွန်တော်တို့ကplayback တချင်းလေတချင်းဆိုကန်းလုပ်ပေမဲ့လူအများကြီးနဲ့လုပ်ရမှာခင်ဗျာအဲ့ခံပွဲမျိုးပါဟုတ်ကဲ့ဒါပေမဲ့လို့လူအများကြီးတစ်ချိန်နဲ့ကျွန်တော်တို့ရိုက်လို့ရှိရင်သူတို့ခင်ဗျာမှာလဲကျွန်တော်တို့မီးချိန်နာတို့ကင်မရာချိန်နာတို့မှာအနှောက်အယှက်ဖြစ်မှာဆိုလို့ကျွန်တော်တို့ကဒီနေ့ကျွန်တော်တို့ကြီးပဲတတ်ကျွန်တော်တို့စမ်းတာလက်ဖြာမှာလူစုံပေါ့ဗျာဒါသိပါတယ်ဒါရိုက်တာတို့ producer တို့သိပါတယ်လက်ဖြာကြလို့ရှိရင်လိုက်ခင်ချင်းမလာပါနော်ဟုတ်ကဲ့လာပါအောင်မယ်ကျမကိုရုပ်ရှင်မင်းကြီးဖြစ်အောင်လုပ်ပေးတာရဲ့ကျမသွားနေရနောက်ကိုတကောက်ကောက်လိုက်နေတာရဲ့နောက်ပြီးခုတလုံးလုံးကလည်းငွေတွေပြမယ်ရုပ်ရှင်ကြီးလိုက်မလားလို့ခေါ်တာနေရတယ်ဒီလူသဘောနဲ့ပြုတ်နေတာလေကျမသိတယ်အဲ့ဒီပကားတနာရကျမရဲ့စိတ်ထားကိုဘယ်လိုမှပြောင်းလဲမဖြစ်နိုင်ဘူးဆိုတာလည်းသတိမသိထားစိတ်ဒီလိုမှလည်းရှင်းခေါ်နေတာရှင်ကျမတခုပြောမယ်ညနေရလားရှင်ဟုတ်ကဲ့ခင်တောင်းတဲ့ကလေးကိုပေးပါလေဝင်လာပါလေရှင်ခင်ဗျားတို့လုပ်စရာရှိတဲ့အစိပ်ပိုင်းတွေကဆက်လက်လုပ်ကြပါရဗျာမင်းကြီးကိစ္စတော့အဆင်ပြေသွားပါပြီနော်အဲ့ဒီတော့ကပြောနေတာကတော့ဆရာဦးဖိုးပါကြီးရှိသေးတယ်ဦးစာမလူရှိသေးတယ်ပြည်တော်စုကျော်နိုင်ရှိသေးတယ်နော်တတိတော့ဝင်းမြင့်ရှိသေးတယ်အဲ့ဒါအကုန်လုံးလူစုံပါခဲ့ပါတယ်နော်တို့မှငွေရှိတယ်ဗျချမ်းသာတယ်လေအောင်မေရှင်ဘာကားပြောလိုက်တာတယောက်တည်းမနေပဲအဖော်ရှာဖို့ကျုပ်စိတ်ကူးထဲမှာအမြဲတမ်းရှိတယ်ဗျယောက်ျားရဲ့ဖို့ဆိုတာတစ်ချိန်တစ်ခါတော့နွားဖြစ်ကြသမြဲပဲဗျရှင်ကအလားကြီးပဲဒါလို့လည်းရောက်သူကိုခင်ဗျချဲ့ရချင်းပြန်ကြွလို့မသွားချင်ဘူးလားရှင်ကဲပြောပါပြောနေနေလေကားကြောင်းလဲဩအများကြီးလေတိုးတို့ကိုဝေးဦးနဲ့တိုးတို့တက်တမောကလူတယောက်တို့ဟုတ်တာပဲတကားရိုက်မယ်ဆိုရင်ကျွန်တော်တို့က6လလောက်ကြိုပြီးတော့အကုန်လုံးကို fix လုပ်ထားတာ6လလောက်ကဟိုဟာကိုသူကပြက်ကလေးနဲ့ဟာဘယ်တော့မှမရွေ့ဘူးကျွန်တော်တို့ဆရာတွေပြောတဲ့ဟာကတကြက်တန်သုံးရင်တကြက်တန်ဖြစ်မှာပေါ့တမတ်တန်သုံးရင်တမတ်ပဲဖြစ်ရမှာပေါ့ပွင့်ငုံဝဲရွှေရွှေနေစီချင်းချင်းသူတွေညာလာပေသည်ချစ်သူတွေဝိုင်းငါပတ်လီမောင်ရဲ့မုံရှိပွင့်နွားတွေလည်းညှိုးနှွမ်းရတင်းတင်းနဲ့တော့ပန်းလာဟေးဘောင်မြတ်သူဒီဖုန်းရွှေတချင်းကိုအတော်တင်းနေမှာဟုတ်လားကွာငါလည်းတိတက်ချင်လိုက်တာကွာဒါမေးဖေပေးတာမဟုတ်လားဟဲ့တင်ပြဦးရှိပါကျွန်တော်ဖေဖေလေးမှာကြည့်လာတာပါ